Guten Tag အားလုံးပဲမင်္ဂလာပါ SPST ဆိုရင်ဘယ်လိုအတန်လေးတွေထွက်ပေးရမလဲဆိုတာကိုဒီဗီဒီယိုမှာလေ့လာကြည့်ရအောင်ရှေ့ဒီမှာတော့ကျွန်တော်တို့က SC ဟာဆိုရင်နော်အလွယ်ပြောမယ်ဆိုရင်တော့ရှတန်ထွက်ပေးရမယ်အဆို SPST ဆိုရင်ရော SP ဆိုရင်လေ SC ဟာဖေးဆိုပြီးတော့အတန်ထွက်ပေးမယ် ST ဆိုရင်လေ SC ဟာထေးဆိုပြီးတော့အတန်ထွက်ပေးမယ်အဲ့တော့ပြောချင်တာကတော့ SP ဆိုရင် ST နော်အဲ့အတန်လေးနဲ့ထွက်ပေးမယ်ဒါဆိုရင်အဲ့ SP ST ကိုကျွန်တော်တို့အခြေခံသရတွေနဲ့ပေါင်းလိုက်တဲ့အခါမှာဘယ်လိုအတန်လေးတွေထွက်သွားမလဲပုံမှန် SP ဆိုရင်နော်အဲ့အတန်ကနေ RAEOU U နဲ့ပေါင်းမယ်စပါလို့ကျွန်တော်တို့ထွက်တာမဟုတ်ရှတန်လေးနဲ့စထွက်တယ်စပါစပီစပီစပိုစပူစပဲစပူစပီစပါစပီစပီစပိုစပူစပဲစပူစပီ ST ဆိုရင်လေအဲ့အတန်လေးနဲ့ RAEOU U နဲ့ပေါင်းထွက်ပြီးမယ် Star Stay Stee Sto Stu Stay Stew Stew Star Stay Stee Sto Stew Stay Stew Stewအဲ့တော့ SPEEL ဒီအတန်လေးကိုထွက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ E ဆိုတဲ့တရတွဲပါနေမယ်ဒါကြောင့်တတန်ပဲထွက်သွားမယ်အဲ့တော့အစစကလုံးက SP ဖြစ်တဲ့အတွက်ကျွန်တော်တို့သိရမှာဒီအတန်ကို SC ဟာဖေတန်လေးနဲ့ထွက်ပြီးမယ်ဆို Spiel Spiel AE တရတွဲ I စကားလုံးတစ်ခုရဲ့အနောက်မှာ A ရှိသွားပြီအဲ့တော့တဝက်တန် R နဲ့ A ကြားကတဝက်တန်ထွက်သွားမယ် Speise Speise Sparen Sparen Spenden Spenden Spagat Spagat Spindel Spindel ST အဲ့အတန်လေးနဲ့တရာတွဲနဲ့ပေါင်းမယ် Steel Steel ပေချမ်းကတရာတွဲ E အတန်ရှည်ထွက်သွားတယ်ညာဘက်က consonant တူနှလုံးအတန်တူထွက်မယ် Still Still Steel Still Stuck Stuck Asset တခြားစကားလုံးတွေနဲ့ပေါင်းရင်သူဒီ S တန်ပဲထွက်သွားမယ် Stoßen Stoßen တရရဲ့အနောက်မှာဟာဒီအတတန်အနေနဲ့ရှိခဲ့မယ်ဆိုရင်ဟာတန်ပြောက်မယ်အတန်ရှိထွက်သွားမယ်အဲ့တော့ဒီမှာ stool stool ဒီဘက်မှာကျတော့ဟာဒီတရရဲ့အနောက်မှာအတတန်အနေနဲ့ထွက်တာမဟုတ်ဘဲနဲ့ကျွန်တော်တို့တရရဲ့ဘယ်ဘက်မှာတရနဲ့တူတွဲဖက်ပေးရမယ်အတန်တစ်ခုအနေနဲ့ထွက်သွားတာဖြစ်တဲ့အတွက်ဟာတဲ့ပြန်ပါပြီးမယ် stehen stehen အဆိုရင်ကျွန်တော်တို့ SP ST တန်လေးတွေကိုပြန်ဆိုကြည့်မယ်နော် Spiel Spiel Speise Speise Sparen Sparen Spenden Spenden Spagat Spagat Spindel Spindel
still 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 stuck stuck stoßen stoßen stool stool stehen stehen နောက်ရက်မှာတခြားအတန်တ rules တွေကိုလေ့လာကြည့်မယ်နော်